မခေါ်ပါပဲနဲ့ကိုမျိုးတို့သူလေးရောက်လာမညင်ပါပဲနဲ့ဟိုဝေးတို့သူပြန်သွားတာအချေရခဲ့ဖို့အမတ်တရားတို့ဒီရင်တွေမှာအချင်းရှိတိုင်းကိုဒီယာကမျောနေမိတာမင်းမျိုးကိုခေါ်လာရမလားကိုမျိုးကိုမင်းပဲလာမလားခုခုတော့ရွေးစေချင်တယ်မင်းရဲ့မင်းရှိရာခေါ်လာရမလားကိုရှိရာမင်းပဲလာမလားလွမ်းလုံးလုံးယူတော့မယ်ကွယ်ချင်မပဲနဲ့နှလုံးလာမှာကိုယ်ကဲညီတွေအချင်မီတော့မှဟိုဝေးတို့သူပြန်သွားတယ်လွန်င